ငရှင်ဖမ်းရတာဘလောက်စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာပြည့်သက်ကြီးသိပါသလားအပေါ်ကမျက်ခြောက်တွေနဲ့ရွှွန့်တွေကိုဖြည်းဖြည်းချင်းဖယ်ချလိုက်ရင်အောက်မှာငရှင်တွေအများကြီးပုံနေတာကိုတွေ့ရပါလိမ့်မယ်နောက်ထပ်ယုံနိုင်မှာမဟုတ်တဲ့အကြောင်းအရာကတော့ငရှင်မွေးမြူရေးလုပ်ငန်းကတစ်နှစ်တာမှာဝင်ငွေအကောင်းဆုံးဖြစ်နေတာကိုပါပဲဒီနေရာကတော့ BNN ကဝေးလံခေါင်ခိုက်တဲ့ရွာလေးတစ်ရွာဖြစ်ပြီးမျက်စိရှိကအလုပ်သမားတွေကလောင်ကန်တွေကငရှင်တွေကိုဖမ်းဖို့အတွက်အစင်းနဲ့ပြင်နေကြပါတယ်အပြင်မှန်းကြည့်ရင်တော့လောင်ကန်ကဘာထူးခြားချက်မှမရှိပေမဲ့ဒီ10မီတာစာနေရာလေးတစ်ခုကချမ်းသာကြွယ်ဝမှုကိုဖုံးကွယ်ထားပါတယ်အပေါ်ကမျက်ခြောက်တွေကိုရှင်းလင်းပြီးနောက်မှာတော့အလုပ်သမားတွေကအရင်ကထားခဲ့တဲ့ဝက်ချမ်းများတွေကိုလွတ်ပစ်ခါရွှွန့်နေအောင်မှာပုံနေတဲ့ငရှင်တွေကိုထွက်ပေါ်လာစေပါတယ်ရွှွန့်လေးနဲ့ငယ်ကိုဖယ်ထုတ်လိုက်ရုံနဲ့တင်များပြားသောငရှင်တွေကရွှွန့်အောက်ထဲမှာအမြန်ပြန်ပြေးပုံနေကြတာကိုတွေ့ရပါလိမ့်မယ်လူတွေစင်းတော့မစင်းစားမိတဲ့ကိစ္စကတော့လောင်ကန်ထဲမှာမွေးမြူထားတဲ့ငရှင်တွေဟာတစ်နှစ်အတွင်းမှာတင်လောင်ကန်ရဲ့ကြောင်ကြောင်ကြားတွေအထိပြည့်နေနေပြီးတကောင်ချင်းစီတိုင်းကလည်း1ကီလိုဂရမ်ကျော်အလေးချိန်ရှိကြပါတယ်အခုမြင်ကွင်းမှာတော့အလုပ်သမားတိုင်းဟာလက်မလဲအောင်အလုပ်များနေကြပြီးအကြီးဆုံးငရှင်တွေကိုဖမ်းထည့်နိုင်ဖို့အရေးမြေပြင်မှာဝထိုင်ကြကငရှင်တွေကိုလက်နဲ့အကြီးအသေးထိုင်ကွဲနေကြပါတယ်မျက်စိရှိကလောင်ကန်လေးမှာဒီလိုပြတ်သိမ့်များပြားနေတဲ့ငရှင်တွေပေါ်ထွက်လာနိုင်တာမယုံကြည်နိုင်ကြပါပဲသူတို့ဟာငရှင်ဖမ်းရုံလေးပဲဆိုပေမဲ့ကိုယ်နဲ့ပြင်တော်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတာကလည်းအောင်မြင်မှုတစ်ခုပါပဲလောင်ကန်ထဲမှာငရှင်မွေးမြူရတာဟာတကယ်ကိုရွှေချင်းလွယ်ကူလုံးလာပါတယ်ငရှင်တွေကိုလိုတလောက်ပဲအစာကျွေးနေသေးတခြားဘယ်ကိစ္စမှဝင်ပါစရာမလိုပါဘူးငရှင်ဖမ်းတဲ့အလုပ်သမားတွေကလည်းပုံမှန်အစာကျွေးနေဖို့ပဲလိုအပ်ပါတယ်အလုပ်သမားတွေကငရှင်တွေဖမ်းထည့်ထားတဲ့ချင်းကိုတစ်ချင်းပြီးတစ်ချင်းရောင်းချဖို့အစင်းသစ်ပြင်ရမယ့်နေရာစီကိုတည်သွားကြပါတယ်။ရေသွေးပြည့်မီတဲ့ငရှင်တွေကိုရောင်းချဖို့အတွက်စောင့်ဆိုင်းနေကြပြီးရေသွေးမပြည့်မီသေးတဲ့ငရှင်တွေကိုတော့လောင်ကန်ထဲကိုဆက်လက်မွေးမြူဖို့အတွက်ချန်ထားခဲ့ပါတယ်။အလုပ်သမားတွေကလောင်ကန်ထဲမှာကျန်နေသေးတဲ့မျက်ခြောက်တွေကိုဖယ်ထုတ်လိုက်တဲ့အခါမှာပုံကွယ်ဖို့ဟိုလိမ့်ဒီလေးလုံနေကြတဲ့ငရှင်တွေအတွက်အခုချိန်မှာတော့ပုံကွယ်ဖို့နေရာမရှိကြတော့ပါဘူးနောက်ဆုံးချင်းအတွက်လိုအပ်တဲ့ငရှင်တွေကိုအလုပ်သမားတွေကလောင်ကန်ထဲကနေဖမ်းတက်နေပြီးသူတို့ဟာအခုတစ်ခေါက်ဖမ်းပြီးတဲ့အခါမှာတော့ငရှင်ဖမ်းတာကိုအဆုံးသတ်လိုက်ကြပါတော့တယ်ဒီအထိကြည့်ရင်အားလုံးကဒီလိုပြည့်သိမ့်များပြားတဲ့ငရှင်တွေကို1ကီလိုဘယ်လောက်နဲ့ရောင်းရလိမ့်မယ်လို့ထင်ပါတယ်